အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကြက်သားလုံးကျော်လုပ်ဖို့အတွက်အလွယ်ကူဆုံးနည်းလမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အရင်ဆုံးအယိုးနှွင်ထားတဲ့အသားကိုစားတာရှိတကြားညိုဂျင်းကျက်တို့ကြိတ်ထားတဲ့အရေးနောက်နန်းနန်းပင်နှုတ်ဆင်းထားတာရဲ့ကြက်တော်အနီကျော်ရဲ့ထည့်ပြီးတော့နေပါမယ်ကျုံနှလုံးပေါ့နော်ကျုံနှလုံးကိုလည်းအနှစ်ကောကောက်ခောက်ပြီးတော့ထည့်ပြီးတော့နေပါမယ်နောက်အနေနဲ့ကြက်တော်အနီကိုအနီတော့တုံးပြီးတော့ကျိတ်ဆက်ထဲမှာထည့်ကျိတ်ပါမယ်ခုနကကြက်သားနေထားတဲ့တွေကိုကော်မှုတ်ထပ်ထည့်ပြီးတော့တမအောင်ထပ်မွေပေးပါမယ်ကော်မှုတ်တမသွားပြီဆိုလို့ရှိရင်တော့ခုနကမုံလာဦးဒီနဲ့ကြက်တော်နီကျိတ်ထားတဲ့ကျိတ်ဆက်ထဲကိုကြက်သားနေထားတာကိုတစ်ဝက်လောက်ထည့်ပြီးတော့ထပ်ကျိတ်ပေးပါမယ်ကျိတ်ဆက်မနိုင်ပါဆိုလို့တစ်ဝက်စီခွဲကျိတ်တာဖြစ်ပါတယ်ကျန်တဲ့တော့ကိုလည်းဆက်ကြည့်လိုက်ပါမယ်ကြိတ်တာအပေါ်တက်လာတဲ့အသားလေးတွေကိုနှမ်းအောင်လို့စုံလေးနဲ့အောက်ကိုပြန်ချစ်ချပေးရပါမယ်ညှက်သွားပြီဆိုလို့ရှိရင်တော့ခဏကပထမကြိတ်ထားတဲ့ဟာနဲ့စလုံးလေးကိုပေါင်းထည့်ပေးပါမယ်ရွှေလေးပြမုတ်ထပ်ထည့်ပြီးတော့တမအောင်နေပေးရပါမယ်အချုံမုတ်နေတာနှံ့သွားပြီဆိုလို့ရှိရင်တော့ဒီကြက်သားနေထားတဲ့ကြက်သားကိုစလုံးထဲမှာပေါက်ပြီးတော့စီးလာအောင်လုပ်ပေးရပါမယ်အချက်ကြီး90ကနေ100လောက်ထိပေါက်ပေးမယ်ဆိုလို့ရှိရင်တော့ကောင်းကောင်းလေးစီးမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ရေခဲတရာထဲမှာနိုင်ဝက်တစ်နိုင်လောက်ထားတာပေးရပါမယ်ဘန်းမှာစီးတုပ်ပြီးတော့အနေတော့အလုံးလေးတွေလုံပါမယ်ဒီထဲမှာတော့တစ်လုံးကို15လောက်လုံနာပါတယ်ဒီထက်ပိုကြီးအောင်လုံလို့ရတယ်လို့ဒီပိုသေးအောင်လည်းလုံလို့ရပါတယ်ဦးထဲမှာစီထည့်ပြီးတော့စီပူလာပြီဆိုလို့ရှိရင်တော့အလုံးလေးတွေကိုထည့်ပြီးကြော်ပေးလို့ရပါပြီတဝက်ချက်အနေထားတော့ပဲလူကျင်တဲ့အတွက်ကြောင့်ဒီအနေထားလေးရပြီဆိုလို့ရှိရင်တော့ဆယ်ထားလိုက်ပါပြီဒီတဝက်ချက်အနေထားလေးကိုပဲတေချာအေးခံပြီးတော့ဖရီဇာထဲမှာတင်ထားလို့ရပါတယ်နောက်တစ်ခေါက်ကြော်စားခြင်းတဲ့အခါကျလို့ရှိရင်စီပူလေးနဲ့ပြန်ကြော်ပြီးရင်ရပါပြီဒါမှမဟုတ်လည်းအနှစ်တစ်ခုခုနဲ့ပြန်ချက်စားတာဖြစ်လုပ်မယ်ဆိုလို့ရှိရင်ရပါတယ်ခင်ဗျာနီလန်လေးကိုနှစ်သက်သဘောကျတယ်ဆိုလို့ရှိရင်လည်းမိတ်ဆွေကိုမျှဝေပေးပါဦးနော်မင်္ဂလာရှိသောနေ့ရက်များပိုင်ဆိုင်နိုင်ပါစေခင်ဗျာ